လေးနှစ်တာကာလအတွင်းမှာလူပေါင်း1000ကျော်ကိုဝန်ဆောင်မှုပေးပြီးဒေါ်လာတွေကိုနှီးမျိုးစုံနဲ့ကျုံးရှာခဲ့တာဖြစ်ပါတယ်။ငါသမီးကတော့တော်လိုက်တာစင်ကာပူမှာအိမ်အကူလုပ်ရင်တင်းရာချီပို့လိုက်တယ်ဆိုပြီးဝမ်းသာနေတဲ့မိသားစုတွေတတိထားမိစီမဲ့တည်င်းတစ်ခုထွက်ပေါ်လာပါတယ်။စင်ကာပူမှာအိမ်အကူလုပ်နေတဲ့အသက်33နှစ်အရွယ်ဖိလစ်ပိုင်အမျိုးသမီးတဦးဟာ၄နှစ်အတွင်းမှာမြန်မာငွေ3000ကျော်အထိရှောက်ဖွေနိုင်ခဲ့တာပါ။တောင်းအိမ်အကူဒီလောက်ရပုံမှန်လာစာဟာဒေါ်လာ600ကနေ800ဝန်းကျင်ပဲရှိတာကြောင့်ဒီလောက်များပြားရဲ့ငွေပမာဏကိုဘလို့ရှာခဲ့တယ်လဲဆိုတာကအံ့ဩစရာချစ်ခင်ပါရီ။သူမဟာတပတ်မှာတရက်တည်းရတဲ့နားရက်လေးကိုအသုံးချပြီးတရမဝဲအချိန်ပိုင်းအလုံးတွေကိုဒီဇိုင်းမမတ်လောက်ကင်ခဲ့တာချစ်ပါရီ။အံ့ဩစရာကောင်းမဲ့သူမရဲ့ခန္ဓာညစ်ကတော့နားရက်တရက်ထဲမှာတင်ဖောက်တရ9ယောက်ကနေ10ယောက်အထိဝန်ဆောင်မှုပေးခဲ့တာပါပဲ။လေးနှစ်တာကာလအတွင်းမှာလူပေါင်း1000ကျော်ကိုဝန်ဆောင်မှုပေးပြီးဒေါ်လာတွေကိုနှီးမျိုးစုံနဲ့ကျုံးရှာခဲ့တာဖြစ်ပါတယ်။ဘဲကနေဘလို့ပေါ်လာကြမှမသိပဲနာမည်ကြီးကစားသမားတွေဟာသူမရဲ့အလှအပနော်ကိုတကောက်ကောက်လိုက်နေကြတာဖြစ်ပါတယ်။အဲ့ဒီထဲမှာမန်ယူကစားသမားတွေလည်းပါတယ်တကယ်ကိုနာမည်ကြီးရဲ့သူတွေပါပဲလို့ဆိုကအသင်းရဲ့နာမည်ကိုပါထုတ်ဖော်ပြောဆိုလိုက်တာပါ။သူမကဘဲကစားသမားရဲ့အမည်ကိုမှတိတိကျကျထုတ်ဖော်မပြောခဲ့ပေမဲ့ဒီသတင်းဟာဆိုရှယ်မီဒီယာပေါ်မှာတောမီပမာပြန့်နှံ့သွားခဲ့ပါတယ်။ဒါပေမဲ့သူမရှာဖွေနေတဲ့နီလန်ဟာစင်ကာပူနိုင်ငံရဲ့ဥပဒေကိုပြင်းပြင်းထန်ထန်ချိုးဖောက်နေတာကိုတော့သူမသတိမမှုမိခဲ့ပါဘူး။အင်ကူလာစာနဲ့မမျှအောင်အိမ်ကိုငွေတွေအစမတန်ပို့နိုင်နေပြီဆိုရင်သူမဘလောက်တောင်ပင်ပန်းအလုပ်လုပ်နေရမလဲဆိုတာရိပ်မိလောင်ပါပါ။တလကိုဖောက်တဲ့ထုံးစံနီးပါးစီကနေရရှိတဲ့ငွေတွေဟာခေါ်ယူစရာထက်ပိုမိုနှက်ဆိုင်တဲ့အန်ဒီရဲတဲ့စီကိုဦးတည်နေခဲ့ပါတယ်။အခုတော့စင်ကာပူအလုပ်သမားဝန်ကြီးဌာန MOM ရဲ့လက်ထဲကိုမိသွားခဲ့ပြီးသူမရဲ့ရွှေကိတ်ဟာဇက်သိမ်းသွားခဲ့ရပါသည်။သူမစ조사ပန်းစားရှာဖွေခဲ့တဲ့3000ကျော်ဟာလည်းအဖတ်တင်မှာမဟုတ်သလိုနမဲပြက်နဲ့ပြည်နေတန်ပဲအဖတ်တင်ပါလိမ့်မယ်။ထောင်ဒဏ်ချခံရမယ်အပြင်ဖိလစ်ပိုင်မှာရှိတဲ့သူမရဲ့မိသားစုဘဝဟာလည်းတိတ်ခါပိုင်းရတော့စိတ်ပိုင်းဆိုင်ရာရာပါပြိုကွဲသွားခဲ့ရပါတယ်။ဒီဖြစ်ရဟာမြန်မာပြည်ကမိသားစုတွေအတွက်လည်းအလွန်အမင်းတတိထားတဲ့တင်ငန်းစာတစ်ခုဖြစ်လာခဲ့ပါတယ်။အလုရှင်တွေအနေနဲ့လည်းကိုအိမ်ကူတွေနားရက်မှာဘယ်သွားလဲဘာတွေလုပ်လဲဆိုတာကိုဂယုတစိုက်စောင့်ကြည့်ဖို့လိုအပ်လာပါတယ်။ဥပဒေကိုချိုးဖောက်ပြီးရှာဖွေတဲ့ငွေကြေးတွေဟာတနေ့မှာတော့ကိုဘဝကိုပြန်လဲဝါမျိုးသွားတတ်တာသဘာဝပါပဲ။စစ်မှန်တဲ့လူအားနဲ့ရှာဖွေတဲ့ငွေကြေးကသာမိသားစုအတွက်ရေရှည်တည်မြဲတဲ့ပျော်ရွှင်မှုကိုပေးစွမ်းနိုင်မှာချက်ပါတယ်။ကဲပရိသတ်ကြီးရောဒီလိုအိမ်အကူဘဝကနေ3000ချီရှာနိုင်တဲ့ဖြစ်ရပေါ်ဘလို့မြင်ကြလဲကိုဆွေမျိုးသားချင်းတွေထဲမှာတော့ဒီလိုသတိထားစရာတွေရှိလားကမတ်မှာပြောပြသွားကြပါအောင်